ကဲဒါက Lucky Time ကုမ္ပဏီရဲ့ဘီပိုလန်အကြောင်းလေးဒီနေ့မိတ်ဆက်ပေးပါမယ်ဒါလေးကတော့လေအလုံးရေဒီမှာကြည့်ဒါအလုံးရေ150ပါတယ်เนาะဘီပိုလန်တဘာဝပြားတွေးကနေထုတ်လုပ်ထားတဲ့ပန်းဝတ်မုံဓာတ်စာပေါ့เนาะပြီးလို့ရှိရင်သူ့ရဲ့ expire date ကလည်းလေစိတ်ချယုံကြည်စွာသုံးစွဲလို့ရပါတယ် expire date က6လပိုင်း1ရက်နေ့2029မှာဆိုတော့ဒီမှာကြည့် expire date ကလည်းအကြာကြီးပေါ့เนาะဝါနေမှာဆိုလို့2029เนาะ expire date ကလည်းအဝေးကြီးเนาะသူကလေအရန်ကောင်းတဲ့ပန်းဝတ်မုံပြားတွေးကနေထုတ်လုပ်ထားတဲ့ပန်းဝတ်မုံတဘာဝအားစီပေါ့เนาะသူကဘာတွေကောင်းလဲဆိုလို့ရှိရင်เนาะကလေးငယ်လေးတွေเนาะကလေးငယ်လေးတွေเนาะတက်ရှည်ကျန်းမာတယ်အယိုးအစစ်တွေတန်ဆွမ်းတယ်เนาะခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်တယ်ပြီးလို့ရှိရင်လေသွေးကြောနဲ့ဆိုင်ရာယောဂတွေကောင်းတယ်ပြီးလို့ရှိရင်ကိုယ်လေးတွေကိုပုံမှန်ထိတ်ချုပ်ပေးတယ်ပြီးလို့ရှိရင်စီးကြိုနဲ့နှလုံးယောဂတွေကာကွယ်တယ်เนาะဒီပိုလန်လေးကလေစီးကြိုနဲ့နှလုံးယောဂလေးတွေကိုလည်းကာကွယ်ပေးတယ်ကိုယ်ခန္ဓာကြက်ခံရန်နဲ့အသေးရဲ့လှုပ်ဆောင်ချက်တွေကိုလည်းအရန်ကိုကောင်းပါတယ်เนาะအားဖြည့်ပေးတယ်အသားရည်ဆိုပြေလှပစေတယ်ပြီးလို့ရှိရင်ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့အဟန့်အတားကိုဖယ်ရှားပေးတယ်ပေါ့เนาะသူ့ရဲ့လှုပ်ဆောင်ချက်တွေကတော့အများကြီးရှိတယ်ရှင်သူကเนาะသူ့ရဲ့လှုပ်ဆောင်ချက်တွေအရန်ကိုကောင်းတယ်ဥလန်းကြောင်းဆိုင်ရာယောဂတွေကိုလည်းเนาะထိရောက်စွာကုသပေးတယ်ပြီးလို့ရှိရင်เนาะကင်ဆာယောဂအတွက်လည်းကောင်းတယ်เนาะတော်တော်များများယောဂတွေအတွက်ကလေးငယ်တွေဆိုရာသီတုပ်ကွေးတွေအတွက်ရန်ကောင်းတယ်ယောက်ျားလေးတွေအတွက်ဆိုရင်စီးကျိတ်ယောဂကိုကာကွယ်တယ်ဝမ်းချုပ်ပြဿနာရှိတဲ့လူတွေဆိုလို့ရှိရင်เนาะအဲ့ဒီပြဿနာကိုသူကကာကွယ်ပေးတယ်เนาะတွေးကြခြင်းကိုလည်းကာကွယ်တယ်เนาะပြီးလို့ရှိရင်ပင်မနှွမ်းနယ်မှုတန်ကိုလည်းကာကွယ်တယ်အရွယ်မတိုင်ခင်เนาะအိုမင်းရင်ရော်ခြင်းကိုလည်းသူကကာကွယ်တယ်အဲ့ဒီအကျိုးကျေးဇူးတွေအများကြီးခံစားရတယ်ကျမတို့ကလေးငယ်တွေဆိုလို့ရှိရင်ကျမတို့အိမ်ကတသားလေးတွေနဲ့ကျမအိမ်ကမေမေဆိုရင်လက်တွေပေါ့နော်ကလေးငယ်တွေဆိုရင်အပူကြီးတယ်အဖျားကြီးတယ်အဖျား100နဲ့103လုံးဝလန်းတယ် fresh ပဲเนาะလုံးဝလန်းတယ်သူခန္ဓာရည်ရှိတာပေါ့နော်ကိုယ်ကကောင်းပြီးတော့ခန္ဓာရည်ရှိတယ်လန်းတယ်ပြီးလို့ရှိသွေးနဲ့ပတ်သက်တဲ့ယောဂါတွေကောင်းတယ်ဆိုတာအေးရအမေကတော့လက်တွေပေါ့နော်အရန်ကောင်းတဲ့ပိုလန်လေးပါသူကတော့เนาะကျမတို့တွေလည်းနေတိုင်းသုံးဆွဲတယ်ပြီးလို့ရှိပင်မများမဲ့နေ့ဆိုရင်ကျမတို့က2လုံး3လုံးအဲ့လိုမျိုးကိုကျမတို့ကတောက်ပြီးတော့ကျမတို့တွေအားကိုပြန်ဖြည့်တယ်เนาะပင်ပန်းတန်ကိုခံနိုင်အောင်ရာသီတုပ်ကွေးတန်ခံနိုင်အောင်เนาะရာသီနဲ့တရားသီကူးပြောင်းမှာဒီဖြစ်တတ်တဲ့ရာသီတုပ်ကွေးတွေတန်ခံနိုင်အောင်ပင်ပန်းလို့ရှိလဲပင်ပန်းမှုတန်ကိုကာကွယ်နိုင်အောင်သွေးအားကောင်းအောင်ကျမတို့တွေကိုယ်ခံအားဖြစ်ဆက်စာအနေနဲ့သုံးကြပါတယ်ဒါလေးက lucky တိုက်ရထုတ်တဲ့